တုတ်တာနိပတ်26ဓမ္မိကတုတ်တရားဆောင်သောဥပဒကယဟန်နှင့်လူဗုဒ္ဓမြတ်စွာတာဝိထိပြည်စေတဝန်ကျောင်း၌တရင်သုံးစဉ်ဓမ္မိကအမည်ရှိသောဥပဒကသည်မိမိအချွေရန်ဖြစ်သောဥပဒက900တို့နှင့်အတူဗုဒ္ဓမြတ်စွာထံလာပြီးဤသို့မိလျှောက်လေသည်အရှင်ဘုရားလူပေါင်းမှထွက်၍ယဟန်ပြုသူနှင့်ယရနာသုံးပါးစိကတ်သောလူတို့တွင်အဘယ်သို့ပြုကျင့်သောတာဝကသည်ကောင်းမြတ်ပါသနည်းယဟန်ကျင့်ဝတ်ဤသို့ဓမ္မိကဥပဒကမေးလျှောက်သောအချိန်တွင်ထိုပရိသတ်အတွင်း၌ယဟန်များလည်းရှိနေကြသည်ထိုကြောင့်ဗုဒ္ဓမြတ်စွာသည်ယဟန်တို့၏ကျင့်ဝတ်ကိုစတင်ဟောကြားတော်မူလေသည်ယဟန်တို့ငါသည်သင်တို့အားကိလေသာကင်းကွာရေးအကျင့်ကိုဟောကြားပေအံ့အကျိုးစီးပွားကိုသိမြင်သောယဟန်သည်ယဟန်တို့နှင့်လျောက်ပတ်သောနေမှုထိုင်မှုကိုပြုအပ်၏မွန်းလွဲသောအခါ၌ဆုံးမခံအပ်နေ့နက်အချိန်၌သာဆုံးခံအပ်၏အချိန်မဲ့အခါမဲ့တွင်လှည့်လည်သွားလာသောယဟန်ကိုယာကအစရှိသောအညစ်အကြေးများကပ်ညှိတတ်ကုန်၏ထို့ကြောင့်တရားကိုသိမြင်ပြီးသောပုဂ္ဂိုလ်တို့သည်မွန်းလွဲချိန်၌ဆုံးမခံကြပေယဟန်သည်မိန်းမောဝယ်ဖြစ်သောအာယုံ၅ပါးတို့၌လိုချင်မမောမှုကိုပယ်ဖြောက်၍သင့်လျော်သောအချိန်၌ဆုံးခံဝင်အပ်၏စွန့်ရပြီးသည့်အခါဆုံးခံရွာမှပြန်လာပြီးစိတ်ငြိမ်ရာ၌တပါးတည်းနေ၍မိမိ၏အတွင်းတန်တန်ကိုဉာဏ်ဖြင့်ဆင်ခြင်သုံးသပ်အပ်၏စိတ်တည်ငြိမ်အောင်ထိန်းသိမ်းအပ်၏တစုံတစ်ယောက်သောသူနှင့်စကားပြောဆိုပါကလည်းတရားစကားကိုသာပြောဆိုအပ်၏ဂုံချောသောစကားသူတစ်ပါးတို့အားဆွဆွဲပြစ်တင်သောစကားတို့ကိုမပြောဆိုသင့်အချို့သူတို့သည်ငင်းခုန်ခြင်းကိုစစ်တိုက်တဲ့ကဲ့သို့လိုလားကြကုန်၏ပညာနည်းသောသူထိုသူတို့ကိုငါဖျားမချီးမွမ်းပေအဘဲကြောင့်ဆိုသောယင်းတို့ငင်းခုန်သူများကိုအကြောင်းမျိုးမျိုးကြောင့်ယာကဆသောအညစ်အကြေးများကန့်ညီလာဝယ်ရှိသောကြောင့်ပင်ဖြစ်၏ငင်းခုန်သူများသည်မိမိစိတ်ကိုတရားမှဝေးစေကြလေသည်ပညာရှိသောယဟန်သည်မြတ်စွာဘုရားဟောကြားသောတရားတော်ကိုနာယူမှတ်သားပြီးစွမ်းသင်္ကန်းစသောပစ္စည်းလေးပါးကိုဉာဏ်ဖြင့်ဆင်ခြင်၍မှီဝဲသုံးဆောင်၏ဉာဏ်ဖြင့်ဆင်ခြင်၍မှီဝဲသုံးဆောင်ခြင်းကြောင့်ထိုယဟန်သည်ကြာရွက်ပေါ်၌ရေမတင်ကဲ့သို့ပစ္စည်းလေးပါးတို့၌လည်းကိလေသာဖြင့်လိမ့်ပြန်ကန့်ညီခြင်းမရှိတော့ချေလူကျင့်ဝတ်မြတ်စွာဘုရားသည်ဤသို့ယဟန်ကျင့်ဝတ်များကိုဟောကြားတော်မူပြီးနောက်လူကျင့်ဝတ်များကိုဆက်လက်ဟောကြားတော်မူသည်ဥပဒကတို့လူကျင့်ဝတ်ကိုသင်တို့အားငါဟောကြားပေအံ့ယင်းကျင့်ဝတ်နှင့်အညီကျင့်ကြံနေထိုင်သောသူသည်ကောင်းမြတ်သူဖြစ်၏အိုးအိမ်သားမယားကိုသိမ့်ပိုက်နေထိုင်သောသူသည်ယဟန်ကျင့်ဝတ်ကိုပြည့်စုံအောင်ကျင့်ကြံနိုင်မည်မဟုတ်အိုးအိမ်သားမယားကိုသိမ့်ပိုက်နေထိုင်သောသူသည်လူအသက်ကိုလည်းကိုယ်တိုင်မသက်အပ်သူတစ်ပါးကိုလည်းတက်ရန်စီခိုင်းတိုက်တွန်းခြင်းမပြုအပ်သူတစ်ပါးတို့တက်တီကိုလည်းလိုက်လျောခွင့်ပြုခြင်းမပြုအပ်တတဝါတို့အားလုံးအပေါ်၌ဒုတ်သားလက်နက်ဖြင့်နှိပ်စက်ခြင်းမှရှောင်ရှားအပ်၏သူတစ်ပါးပစ္စည်းကိုကိုယ်တိုင်ခိုးယူခြင်းသူတစ်ပါးတို့အားခိုးယူစေခြင်းမှရှောင်ကျဉ်အပ်၏သူတစ်ပါးတို့ခိုးယူသည်ကိုလည်းလိုက်လျောခွင့်ပြုခြင်းမပြုအပ်ပညာရှိသောလူသည်မေးထုံးမှုကိုရဲရဲညီးသောမိကြီးကဲတွင်သို့ရှောင်ကျဉ်အပ်ပေသည်မေးထုံးမှုကိုလုံးလုံးမရှောင်ကျဉ်နိုင်ခဲ့သောသူတစ်ပါးသားမယားအားပြင်းမှားခြင်းမှရှောင်ကျဉ်ရ၏အစည်းအဝေး၌ဖြစ်စေပရိသတ်အလယ်၌ဖြစ်စေမဟုတ်မမှန်သောစကားကိုလည်းကိုယ်တိုင်မပြောအပ်သူတစ်ပါးကိုလည်းမပြောစေအပ်သူတစ်ပါးတို့ပြောသည်ကိုလည်းလိုက်လျောခွင့်ပြုခြင်းလည်းမပြုအပ်မူသားစကားဟူသည်များကိုလုံးဝရှောင်ရှားအပ်၏တေရအရက်သည်ယူသွခြင်းကိုပင်ဖြစ်စေနိုင်ကြောင်းသိမြင်သောပညာရှိသည်တေရတောက်စားခြင်းကိုကိုယ်တိုင်လည်းမပြုအပ်သူတစ်ပါးတို့ကိုလည်းတောက်ရန်စေခိုင်းတိုက်တွန်းခြင်းမပြုအပ်သူတစ်ပါးတို့တောက်စားသည်ကိုလည်းခွင့်ပြုလိုက်လျောခြင်းသည်လည်းမပြုအပ်လူမိုက်တို့သည်မူရစ်ခြင်းကြောင့်သူအသက်သက်ခြင်းစသောမကောင်းမှုတို့ကိုပြုတတ်ကြကုန်၏ယခုဘဝ၌တွေ့ဝေမိန်မောစေ၍နောင်ဘဝတွင်လည်းယူသွစေတတ်သောတေအရက်ကိုတောက်စားခြင်းမှလုံးဝရှောင်ကျဉ်အပ်၏လာပြေးလာကွယ်စသောဥပုံနေတို့၌သူအသက်သက်ခြင်းသူဥစ္စာခိုးခြင်းစသောအမှုတို့မှရှောင်ကျဉ်၍အင်္ဂါ၈ပါးနှင့်ပြည့်စုံသောဥပုသ္တိလကိုကျင့်သုံးဆောက်တည်အပ်၏ယင်းသို့ဥပုသ္တိလဆောက်တည်ကျင့်သုံးပြီးနောက်တစ်နေ့တွင်ယဟန်တန်ဃာတို့အားမိမိတက်ဆွမ်းသလောက်စွန့်အဖျော်စသည်တို့ဖြင့်လှုပ်ကြွေးပြုစုအပ်၏မိဘတို့ကိုတရားသဖြင့်လှုပ်ကြွေးပြုစု၍တရားသောရောင်းဝယ်ကုန်သွယ်မှုကိုလည်းပြုလုပ်ဆောင်ရွက်အပ်၏ဤသို့သောကျင့်ဝတ်များကိုမမေ့မလျော့ပြုကျင့်သူသည်အယောင်အဝါတောက်ပသောနတ်တို့၏ဘုံဌာနသို့ရောက်မည်မှာမလွဲပေ29ပပ္ပဇာတုတ်
အလောင်းတော်တိတ်တက်ထားယဟန်ပြုခဲ့ပုံမြတ်စွာဘုရားတာဝိထိပြည်ဇေတဝန်ကျောင်း၌သတင်းသုံးနေစဉ်ရှင်အာနန္ဒာသည်ဘုရားလောင်းတော်တောထွက်ယဟန်ပြုခဲ့ပုံကိုအကျေအားဖြင့်ဖော်ပြသည့်ဤပပ္ပဇာတုတ်ကိုဟောကြားတော်မူခဲ့သည်ငါရှင်တို့ဉာဏ်မျက်စိနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၏ယဟန်ပြုခဲ့ပုံကိုသင်တို့အားငါဟောကြားပေအံ့အင်အားထောင်သောလူပေါင်း၌နေရခြင်းသည်ကျင်းမြောင်း၏ကိလေသာမြူမှုန်တို့၏ကြာရောက်ရာဖြစ်၏ယဟန်အဖြစ်ကကောင်းကင်မြင်ကဲ့သို့ခြေပြန့်လွတ်လပ်၏ဤသို့စဉ်းစားဆင်ခြင်သိမြင်သောကြောင့်ဗုဒ္ဓလောင်းလျာသည်ယဟန်ပြုတော်မူခဲ့၏ယဟန်ပြုပြီးသောမကောင်းသောအကိုမှုနှုတ်မှုတို့မှရှောင်ကျဉ်၍စင်ကြယ်သောအသက်မွေးမှုကိုသာပြုတော်မူခဲ့၏ယောက်ျားမြတ်တို့၏လက္ခဏာနှင့်ပြည့်စုံသောဗုဒ္ဓလောင်းလျာသည်တောင်ငါးလုံးကာယံသောမာဂရအတိုင်းရာဇဂြိုလ်မြို့သို့ကြွ၍ဆုံးခံတော်မူသည်နန်းပြသက်ပေါ်၌ရက်နေသောဗိမိတာရမင်းသည်ယောက်ျားမြတ်တို့၏လက္ခဏာနှင့်ပြည့်စုံသောထိုဗုဒ္ဓလောင်းလျာကိုမြင်လျင်ဤသို့မိန့်ကြားလေ၏အချင်းတို့အလုံးအရဲနှင့်ပြည့်စုံ၍ရုပ်အဆင်းတင့်တယ်သောဤသူကိုရှုကြကုန်လောဤသူသည်စင်ကြယ်၍သိမ်မွေ့သောသွားခြင်းနှင့်ပြည့်စုံ၏မျက်လွှာချ၍ယထာတဘိုးတပံမျှကိုသာကြည့်၏တတိအစဉ်ရှိ၏ဇန်နှိမ်မာယဟန်ပြုသူဟုတ်ဟန်မတူတဲ့ဤသူအဘယ်ရက်သို့သွားသိကိုတဲ့မင်းစေတမန်များလိုက်၍ကြည့်ကြကုန်လောဗိမိတာရမင်းစေလွတ်လိုက်သောမင်းစေတမန်တို့သည်ဗုဒ္ဓလောင်းလျာကြွသွားရာရက်သို့ထက်ချက်မကွာလိုက်သွားကြလေသည်ဗုဒ္ဓလောင်းလျာသည်အိန္ဒိယတို့ကိုထိမ့်သိမ်းလျက်လက်ခြေတို့ကိုစောင့်စည်းကာတံပစင်နှင့်လည်းတတိတံပစင်နှင့်လည်းမကင်းကွာပဲအိမ်စဉ်တိုင်းဆုံးခံတော်မူရာမကြာမီတပိတ်ပြေးသွားလေသည်ဤသို့တပိတ်ပြေးအောင်ဆုံးခံပြီးနောက်ဗုဒ္ဓလောင်းလျာဖြစ်သောယဟန်မြတ်သည်ရာဇဂြိုလ်မှထွက်၍ပန္ဒဝတော်သို့တဲ့ပန္ဒဝတော်သို့ရှေးရှုကြွတော်မူသည်တဲ့နောက်မှလိုက်သွားကြသောမင်းစေတမန်၃ယောက်တို့သည်ပန္ဒဝတောင်သို့ချဉ်ကပ်သောဗုဒ္ဓလောင်းလျာ၏အနီး၌ထိုင်ကြလေသည်ထို့နောက်တယောက်သောစေတမန်သည်နန်းတော်သို့ပြန်လာပြီးအရှင်မင်းမြတ်ထိုယဟန်သည်တောင်ဆောင်လှိုင်ကူ၌နေသောကြာနွားလားချင်းသည်များကဲ့သို့ပန္ဒဝတောင်၏အရှေ့ဘက်၌ရဲရင်စွာနေထိုင်ပါသည်ဟုလျှောက်တင်လေ၏ဗိမိတာရမင်းကြီးသည်စေတမန်၏စကားကိုကြားလျင်ကောင်းမြတ်သောယင်ယထာဖြင့်ပန္ဒဝတောင်သို့ဆောင်းစောလျင်စွာထွက်ခဲ့၏ယင်းဖြင့်သွားနိုင်သောအရက်တိုင်အောင်ယင်းဖြင့်သွားပြီးယင်းမှဆင်းသက်ခါဖျားလောင်းထံခြေလျင်လျှောက်၍ချင်းကပ်၏အနီး၌ထိုင်၍ဝမ်းမြောက်ဖွယ်ရာပြူငါလောကုစကားများကိုပြောဆိုပြီးနောက်ဗိမိတာရမင်းသည်အလောင်းတော်မြတ်အားဤသို့လျှောက်ထားလေသည်အရှင်ဘုရားသည်ငယ်ရွယ်နုပြိုပါသေး၏ပထမအရွယ်မျှသာရှိပါသေး၏လုံးရက်တဏ္ဍနှင့်ပြည့်စုံ၍အမျိုးမြတ်သောမင်းနှင့်တူပါသည်ကျွန်ုပ်သည်ရှင်အားစစ်တီဘိုပါအပေါင်းမှဆ၍မင်းစည်းစိမ်ကိုထဝက်ခွဲ၍ပေးပါအံ့စင်မြင်းစစ်တီအပေါင်းချမ်းရံလျက်တင့်တယ်စွာဆန်စားပါလောအရှင်၏အမျိုးဆက်ကိုလည်းပြောကြပါလောယင်းတို့တဲ့ဗိမိတာရမင်းကလျှောက်ထားသောအခါလောင်းတော်မြတ်သည်ထိုမင်းအားဤသို့ပြန်လည်မိန့်ကြားတော်မူသည်တဲ့မင်းမြတ်တဲ့ဟိမဝန္တာတောင်၏ဘေးတတဲ၌ကောသလတိုင်းတွင်အပါဝင်ဖြစ်သောလူနေဇနပုတ်တစ်ခုရှိ၏ထိုဇနပုတ်၌နေထိုင်သူတို့သည်ပစ္စည်းဥစ္စာလုံလဝရိယနှင့်ပြည့်စုံသူများဖြစ်ကြ၏ငါသည်အနွယ်အားဖြင့်နေမျိုးနွယ်ဇက်အားဖြင့်တာကီယဇက်ဖြစ်သောထိုအမျိုးမှယဟန်ပြုခဲ့သူဖြစ်သည်ငါသည်ကာမဂုဏ်တို့ကိုမတောင့်တတော့ပေငါသည်ကာမဂုဏ်တို့၏အပြစ်ကိုမြင်ပြီးကာမဂုဏ်တို့မှထွက်မြောက်ခြင်းကိုသာလျှင်ဘေးကင်းရာဟု၍ရှုမြင်ကတရားအားထုတ်တော်အံ့ငါ၏စိတ်သည်တရားအားထုတ်မှုသာလျှင်နှစ်သက်ပျော်မွေ့၏28ပဒါနာတုတ်အလောင်းတော်တိတ်တရတရားအားထုတ်ခဲ့ပုံမာနက်၏အဖြတ်စကားဖျားလောင်းတော်တော်ထွက်ခဲ့၍ယဟန်ပြုခဲ့ပုံကိုရှင်အာနန္ဒာကယဟန်တို့အားဟောကြားကြောင်းဗုဒ္ဓမြတ်စွာကြားသိတော်မူလေသည်ထိုအခါဗုဒ္ဓမြတ်စွာသည်ယဟန်ပြုပြီးနောက်6နှစ်ပတ်လုံးဆင်းရဲပင်ပန်းစွာတရားအားထုတ်ခဲ့ပုံတို့ကိုယဟန်တို့အားသိစေတော်မူလိုသဖြင့်ဤပဒါနာတုတ်ကိုဆက်လက်ဟောကြားတော်မူလေသည်ယဟန်တို့ငါဖျားသည်နေရင်စရာမြင့်နီးဝယ်ဝတ်လေးပါးဤကုံရာနိဗ္ဗာန်သို့ရောက်ရန်အတွက်ကိုနှင့်အသက်မငဲ့ကွက်ပဲလွန်စွာအားထုတ်၍ဇံဝင်စားနေခဲ့၏ယင်းသို့နေစဉ်မာနသည်ငါထံချင့်ကပ်၍တနာကရုဏာသက်သေအောင်စကားကိုပြောကြားလာ၏
ရှင်ယဟန်သင်သည်ကြုံနေ၍ရုပ်အဆင်းဖြစ်ပြက်ယွင်းနေပါသေးသည်တဲ့တေခြင်း၌နီးကပ်နေပါသည်အပုံတစ်ထောင်ပုံတွင်တပုံမျှသာအသက်ရှင်ရန်ကြံပါတော့သည်ရှင်ယဟန်သင်သည်အသက်ရှင်နေရန်အားထုတ်ပါလောအသက်ရှင်နေရခြင်းသည်ကောင်းမြတ်ပါသည်အသက်ရှင်နေရလျင်ကုသိုလ်ကောင်းမှုများကိုပြုခွင့်ရပါလိမ့်မည်မြတ်သောအကျင့်ကိုကျင့်၍မိပူဇော်လျင်သင်မှာကုသိုလ်ကောင်းမှုများစွာတိုးပွားလာလိမ့်မည်တရားအားထုတ်ခြင်းဖြင့်ဘာမျှအကျိုးရှိမည်မဟုတ်ပါတရားအားထုတ်သူတို့သွားရမည့်ခရီးတန်းကအလွန်ပင်ကြမ်းတမ်းခက်ခဲလှပါ၏အသက်ကိုမငဲ့ဖျားလောင်းလျာသည်ဗုဒ္ဓလောင်းလျာသည်ဤသို့ပြောဆို၍မိမိအနီး၌ရက်နေသောမာနကိုဤသို့ပြန်လည်မိန့်ကြားတော်မူသည်မေ့လျော့ခြင်း၏ဆွေခင်မွန်းဖြစ်သောမာနယုတ်ငါထံသို့တင်လာခြင်းသည်တင့်ကြိုးတွက်သာလာခြင်းဖြစ်သည်ငါသည်အနုမြူမျှလောက်သောကုသိုလ်ကောင်းမှုကိုပင်လိုမရှိကုသိုလ်ကောင်းမှုဖြင့်လိုရှိသူများကိုသာတင်တိုက်တွန်းပြောကြားသင့်၏မာနယုတ်ငါမှာယုံကြည်မှုတရားအားထုတ်မှုဝရိယသိမြင်မှုပညာများရှိကိုနှင့်အသက်မငဲ့ကွက်ပဲဤမျှစူးစမ်းအားထုတ်နေသောငါအားအသက်ရှင်ရေးကိုသင်ပါကြောင်းတိုက်တွန်းပြောဆိုပြီးသည်နီမာနယုတ်ငါ၏ဝရိယအဟုန်ကြောင့်ဖြစ်သောဤလေသည်မြည်ရည်အလင်းများကိုပင်ခန်းချောက်စေနိုင်ရ၏ကိုနှင့်အသက်မငဲ့ကွက်ပဲစူးစမ်းအားထုတ်နေသောငါ၏သွေးကိုဘဲကြောင့်မခန်းချောက်စေနိုင်မဲရှိမည်နီသွေးခန်းချောက်သောတဲချေတလိပ်စီအသားတို့သည်လည်းခန်းချောက်ကြမည်သာဖြစ်၏ယင်းသို့အသွေးသားများခန်းချောက်ကုန်တော်လဲငါ၏စိတ်ကားရှေးကားထက်ပို၍ကြည်လင်၏တတိသမာဓိပညာတို့သည်လည်းပို၍ထင်မြင်တည်တတ်ကုန်၏ယင်းသို့နေသဖြင့်မြတ်သောခံစားမှုသို့ရောက်သောငါစိတ်တို့သည်ကာမဂုဏ်တို့၌ငဲ့ကွက်ခြင်းမရှိတော့ချေတရဝါတို့ဆင်ခြင်မှုကိုသင်ရှုပါလောမာနဤစစ်တပ်များတဲ့မာနယုတ်တဲ့ကာမဂုဏ်တို့သည်သင်၏ပထမစစ်တပ်ဖြစ်၏တရား၌မမွေ့လျော်ခြင်းသည်ဒုတိယမွတ်သိပ်စာလောင်ခြင်းသည်တတိယတက်မှတ်ခြင်းသည်စတုထငိုင်းမြည်ခြင်းသည်ပစ္စမကြောက်လန့်ခြင်းသည်ဆဋ္ဌမယုံမားခြင်းသည်တတ္တမသူကျေးဇူးကိုချေဖျက်ခြင်းနှင့်မာနခတ်ထန်ခြင်းတို့သည်အထမဖောက်ပြန်သောဤဖြင့်ရအပ်သောလလဘာကြော်စောခြင်းပူဇော်တက်ကာပြုခြင်းနှင့်အချွေရန်တို့သည်နဝမမိမိကိုယ်ကိုချီးမြှောက်၍သူတစ်ပါးကိုကဲ့ရဲ့ရှုံချခြင်းတို့သည်ဒသမမြောင်စစ်တပ်များဖြစ်၏မာနယုတ်တဲ့မဲညစ်ယုတ်မှသောသင်ဤစစ်တပ်ဆယ်မျိုးကိုရဲစန်းတတ္တိမရှိသူသည်မအောင်မြင်နိုင်ချေတဲ့ထိုစစ်တပ်ဆယ်မျိုးကိုအောင်မြင်မှမူကားချမ်းသာဒုက္ခကိုရရှိနိုင်ပေသည်ထို့ကြောင့်ငါသည်မဆုံးမနစ်ခြင်း၏အထိမ့်အမှတ်ဖြစ်သောဖြူစံမြတ်ကိုဆောင်ထားသည်အသက်ရှင်လျက်စစ်ပွဲ၌ရှုံးခြင်းထက်တေရခြင်းသည်မြတ်၏အသက်ရှင်ခြင်းကိုငါဆက်ဆုပ်၏သင်ဤစစ်တပ်များအတွင်၌နိမြုပ်သက်ဝင်သွားသောယဟန်ပုံနာတို့သည်သီလဆသောဂုဏ်တို့ဖြင့်ထင်ပေါ်၍လာနိုင်ကြတော့မည်မဟုတ်တဲ့ကောင်းသောအကျင့်ရှိသူတို့၏လမ်းကိုလည်းသိမြင်နိုင်ကြတော့မည်မဟုတ်တဲ့ဗုဒ္ဓလောင်းလျာကဤသို့မိန့်ကြားသောအခါမာနသည်မိတို့မှပြန်လည်ပြောကြားခြင်းမပြုဘဲထွက်ခွာသွားလေသည်ဖျားဖြစ်ပြီးထိုနောက်ဗုဒ္ဓလောင်းလျာသည်ဆင်းရဲပင်ပန်းသောအကျင့်ကိုစွန့်၍ခွန်အားကိုဖြစ်စေရန်အာဟာရကိုမျှတအောင်သုံးဆောင်ပြီးကဆုံလားပြေးနေနိုင်ဖျားဖြစ်သို့မရောက်လျင်ဤနေရာမှမထဟုစိတ်ပိုင်းဖြတ်ခါဘောဓိပင်ရင်၌ထိုင်နေလေ၏ထိုအခါမာနသည်ဂိရိမိခလာစင်ကိုစီး၍12ယူဇနာရှိသောစစ်တပ်ဖြင့်အလောင်းတော်မြတ်အားဘောဓိပင်ရင်မှထွက်ခွာသွားရန်လာရောက်ချင်းချောက်ပြန်၏ဗုဒ္ဓလောင်းလျာသည်ထိုစစ်တပ်အပေါင်းကိုကြည့်၍မာနအားဤသို့မိန့်ကြားလေသည်မာနယုတ်ငါသည်အရက်လေးမျက်နှာမှခြိတက်လာသောစစ်တီဘူပါအပေါင်းကိုမြင်သောကြောင့်ဂိရိမိခလာဆင်းနှင့်တကွတင့်ကိုတိုက်ရန်ကြိုးစိုးနေ၏တင်သည်ငါကိုနေရာမှ၍လျားစေနိုင်မည်မဟုတ်နတ်နှင့်တကွတလောကလုံးကမခုခံနိုင်သောတင်ဤစစ်တီဘူပါအပေါင်းကိုငါသည်ပညာဖြင့်ဖြိုဖျက်အပ်ငါသည်ကောင်းသောကြံစီမှုတမ္မာသင်္ကပ္ပကိုကျွမ်းကျင်နိုင်နှင့်အောင်ပြု၍တတိကိုလည်းကောင်းစွာမြဲစေပြီးတပည့်တာဝကတို့ကိုသွန်သင်ဆုံးမလျက်တပြီမှတပြီသို့လှည့်လည်ပင်အပ်ငါ၏အဆုံးအမကိုလိုက်နာသောတပည့်တာဝကတို့သည်မိမိရောရောမနေကြပဲကိုနှင့်အသက်မငဲ့ကွက်ပဲကြိုးစားအားထုတ်ကြလျင်အလိုကာမကင်းကုန်လျက်စိုးရိမ်ပူဆွေးခြင်းမရှိသောနိဗ္ဗာန်သို့ရောက်ကြပေလိမ့်မည်
ယင်းသို့ဗုဒ္ဓလောင်းလျာကမိန့်ကြားလေသောမာနသည်ရှင်ယဟန်တင်သည်စစ်သည်ပူပါအမြောက်များကိုတွေ့မြင်ပါလျက်အဘဲကြောင့်မကြောက်ပြီးသနည်းဟုမေးလျှောက်လေ၏အလောင်းတော်ကလည်းငါသည်ပါရမီ10 ပါးကိုဖြည့်ကျင့်ထားသူဖြစ်သောကြောင့်မကြောက်ဟုမိန့်ကြားလေသည်သင်ပါရမီဖြည့်ခဲ့ပုံကိုမည်သူသိပါသနည်းဟုမာနကမေးသဖြင့်အလောင်းတော်ကဤမဟာပထဝီမြေကြီးသည်ပင်လျှင်သက်သေဖြစ်ပေ၏ဟုမိန့်ကြားလျှင်မဟာပထဝီမြေကြီးသည်တခဲနက်မြည်ဟီးလျက်ပြင်းထန်စွာတုန်လှုပ်လေသည်ထိုအခါမာနသည်စစ်သည်အပေါင်းပါနှင့်တကွကြောက်လန့်တကြားထွက်ပြေးလေသည်ထို့နောက်အလောင်းတော်သည်ဘောဓိပင်၌ထိုင်လျက်တရားကိုဆင်ခြင်နှလုံးသွင်းရာညင်ဦးရန်၌ပုပ္ပေနိဝါဒဉာဏ်တန်းကောင်ရန်၌ဒိဗ္ဗစက္ခုဉာဏ်မိုးတောက်ရန်၌အာတဝက္ခယဉာဏ်တို့ကိုရရှိသဖြင့်ဖျားအဖြစ်သို့ဆိုက်ရောက်ပြီဖြစ်ကြောင်းမောဟာမိန့်ဆိုတော်မူသည်9 နှစ်တိုင်မာနကအလောင်းတော်တရားအားထုတ်နေစဉ်6 နှစ်တိုင်အောင်နီးကပ်၍အပြစ်ရှာခဲ့ရာအပြစ်တစ်စုံတရာမတွေ့တော်လဲမကျေနပ်သေးသဖြင့်ဖျားဖြစ်ပြီးနောက်၌လည်းတစ်နှစ်ကြာများနောက်ကလိုက်၍အပြစ်ရှာပြန်၏တို့တိုင်အောင်လည်းမတွေ့ရှိသောအခါတွင်မူစိတ်ပြက်လက်လျှော့ကာဤသို့ဖွင့်ဟလျှောက်ကြားလေသည်ဆွဲမြဲသောတတ္တိရှိသည့်ဗုဒ္ဓမြတ်စွာအားနှောက်ယှက်ဖြစ်စီရန်အခွင့်အရေးကိုရရှိရန်မျှော်လင့်လျက်ငါသည်9 နှစ်ပတ်လုံးဗုဒ္ဓမြတ်စွာနောက်သို့ထက်ချက်မကွာလိုက်ပါခဲ့၏သို့တော်လည်းထိုခွင့်ရေးကိုကမရရှိခဲ့ပါချေအစီကဲနှင့်တူသောကြောက်တုံးကိုအစီကဲဟုထင်မှတ်၍ထိုးစိတ်သောငှက်သည်ထိုကြောက်တုံး၌တာယာနှစ်သက်ဖွယ်ကိုမတွေ့ရသဖြင့်စိတ်ပြက်ထွက်ခွာတကဲ့သို့ငါသည်လည်းယဟန်ဂေါရမထံမှစိတ်ပြက်စွာထွက်ခွာသွားပေတော့အံ့ဤသို့လျင်ဝမ်းနည်းစိတ်ပြက်စကားမွက်ကြားသောမာန၏ဂျိုင်းကြားမှဆောင်းသည်လျှော့ကျလေသည်ထို့နောက်မာနသည်စိတ်နှလုံးမသာမရာဖြင့်ထိုရက်၌ပင်ပျောက်ကွယ်သွားလေသည်